ယူကရိန်းဘက်ကရုရှားတပ်မှုတွေစုဝေးမဲ့အချိန်ကိုစောင့်နေပြီးမှတိုက်ခိုက်ခဲ့တာပါ2026ခုနှစ်ဧပြီလ25ရက်ညပိုင်းမှာ UPS ရဲ့ Alpha Unit ဟာခရိုင်းမီးယားကပြစ်မှတ်8ခုကို drone တွေနဲ့တပြိုင်နက်တည်းအကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီထဲမှာစစ်သင်္ဘော3စီး MiG-31 တစ်စီး Link ရေဒါစကန်တစ်ခုနဲ့ဘဲဘက်လေးတပ်ကွင်းကနီးပညာပိုင်းဆိုင်ရာအဆောက်အအုံတွေပါဝင်ပါတယ်။ဒါပေမဲ့ဒီစစ်စင်ကြီးရဲ့အဓိကအသက်သွေးကြောကတော့အရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့လူခါလေးကျင်ရေးစင်တာနဲ့လေကြောင်းကောက်ွယ်ရေးရေဒီယိုနီးပညာထောက်လှမ်းရေးဌာနချုပ်တို့ပဲဖြစ်ပါတယ်။ယူကရိန်းဟာအဲဒီနေရာတွေမှာလူအင်အားအများဆုံးရှိနေတဲ့အချိန်ကိုကွက်တိချိန်ပြီးတိုက်ခိုက်ခဲ့တာလို့အချက်လက်တွေကဖော်ပြနေပါတယ်။ရုရှားဘက်ကတော့ထိခိုက်ကြဆုံးမှုနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်တာမျိုးမရှိသေးပေမဲ့ဒီလိုနှုတ်ဆက်နေရကပဲအဖြစ်တစ်ခုပါပဲ။ဒီစစ်စင်ရဲ့နောက်ွယ်ကထောက်လှမ်းရေးနဲ့စီမံကိန်းရေးဆွဲမှုတွေဟာတိုက်ခိုက်မှုအတိုင်းပဲတကယ့်ကိုအံ့အားသင့်စရာကောင်းပါတယ်။ AP လ25ရက်ကနေ26ရက်အကူညပိုင်းမှာSBU Alpha Unit ကလှုပ်ဆောင်ခဲ့တဲ့တိုက်ခိုက်မှုဟာရိုးရိုးဒရုန်းနဲ့ဘုံကျဲတာမျိုးမဟုတ်ပါဘူး။ဒါဟာလာပေါင်းများစွာထောင်လှမ်းရေးသတင်းယူပြီးမှလှုပ်ဆောင်ခဲ့တဲ့တိကျတည်ကြတဲ့စစ်စင်ရေးတစ်ခုပါ။ပြစ်မှတ်ရွေးချယ်ပုံကိုကြည့်ရင်ဒါဟာပိုပြီးတည်တာပါ။ပြစ်မှတ်၈ခုတည်းက2ခုဟာရုရှားအဆင့်မြင့်အရာရှိကြီးတွေရှိနေနိုင်ခြေအများဆုံးနေရာတွေဖြစ်နေရကြောင်းယူကရိန်းဟာအဆောက်အအုံနဲ့လက်နက်တွေကိုတည်းမဟုတ်ပဲအတွင်းထဲကလူတွေကိုပါပြစ်မှတ်ထားခဲ့တာထင်ရှားပါတယ်။ပထမဆုံးအနေနဲ့လူကာလီကျင်ရေးစင်တာအကြောင်းပြောရရင်ဒါဟာပင်လယ်နဲ့ရေတပ်စုရဲ့အဓိကလေ့ကျင့်ရေးနဲ့ကုကဲမှုပြင်ဆင်ရေးအခြေစိုက်စခန်းမှာအရာရှိတွေကိုဗျူဟာမြောက်လေ့ကျင့်ပေးတာလက်နက်သစ်တွေနဲ့မိတ်ဆက်ပေးရနဲ့ကုကဲမှုစွမ်းရည်မြင့်တင်ပေးရာတွေလုပ်တဲ့ဗျူဟာမြောက်နေရာတစ်ခုပေါ့ဒါအပြင်လူခဟာတင်တန်းကျောင်းတက်တက်တယ်မဟုတ်ပဲအစင်းမြင့်တမှုတွေပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွေလုပ်တဲ့နေရာလေးဖြစ်ပါတယ်ရေတပ်စုဘက်ကအကြဆုံးများနေရကြောင်းလူအင်အားအသစ်ဖြည့်ဖို့နဲ့လေ့ကျင့်ပေးဖို့ကအရေးကြီးနေတဲ့အတွက်အဲဒီနေရာမှာအရာရှိကြီးတွေတွာလာမှုပိုများနေရပါဒုတိယတစ်ခုကတော့လေကြောင်းကာကွယ်ရေဒီယိုနီးပညာထောက်လှမ်းရေးဌာနချုပ်ပါဒါကလူခါနဲ့လှုပ်ဆောင်ချက်မတူပေမဲ့ဗျူဟာအရာတော့အတူတူပဲအရေးကြီးပါတယ်ခရိုင်းမီးယားကောင်းကင်ယံကို24နာရီပတ်လုံးစောင့်ကြည့်ပြီး drone နဲ့ဒုံးကျည်တွေကိုကြိုတင်ထောက်လှမ်းတာရေဒါအချက်လက်တွေစုဆောင်းတာနဲ့ S400 တို့ဖန်စီယာတို့လိုလေကြောင်းကာကွယ်ရေးစနစ်တွေကိုအချိန်နဲ့တပြေးညီသတင်းပေးတာတွေလုပ်တဲ့နေရာပါဒါဟာခရိုင်းမီးယားလေကြောင်းကာကွယ်ရေးရဲ့အုံနောက်လိုပဲဖြစ်ပြီးကျွမ်းကျင်ပညာရှင်80ကနေ200ကျအမြဲတမ်းအလုံးလုံးနေတဲ့နေရာပါဒီပြစ်မှတ်နှစ်ခုလုံးကိုတညထဲမှာတိုက်ခိုက်ခဲ့တာကမတော်တဆမဟုတ်ပါဘူးယူကရိန်းဟာဒီနီးဗျူဟာကို2023စက်တင်ဘာလတုန်းကပင်လယ်နဲ့ရေတပ်ဌာနချုပ်ကိုတိုက်ခိုက်စဉ်ကလည်းအသုံးပြုခဲ့ပူပါတယ်ခေါင်းဆောင်တွေအစည်းအဝေးလုပ်နေတဲ့အချိန်ကိုရွေးပြီးတိုက်တာမျိုးပေါ့အခုလည်းဒီလိုပဲလုပ်ပုံရပါတယ်ညဘက်ကိုရွေးလိုက်တာကသင်္ဘောတွေစိတ်ကမ်းမှာစိုက်ကပ်ထားချိန်ဖြစ်တယ်လို့ဌာနချုပ်တွေမှာလည်းဝန်ထမ်းတွေအပြည့်ရှိနေတဲ့အချိန်ဖြစ်လို့ပါဤပညာပိုင်းအရာကြည့်ရင်လည်းအဝေးပြစ် drone တွေဟာအနှိမ့်ပြန်တမ်းမှုနဲ့ electronic စစ်စင်ရေးကာကွယ်မှုတွေသုံးပြီးရုရှားရဲ့အထက်ထက်ကာကွယ်ထားတဲ့လေကြောင်းကာကွယ်ရေးကိုဖောက်ထွက်နိုင်ခဲ့ပါတယ်ပောက်ကွဲမှုတွေကတညလုံးဖြစ်နေခဲ့တာကြောင့်စီဘက်စတိုဘိုအုပ်ချုပ်ရေးမှုတော်ဒါဟာအကြီးမားဆုံး drone တိုက်ခိုက်မှုတွေကတကူလို့ဝန်ခံခဲ့ရပါတယ်။ဒါဆိုရင်ဒီတိုက်ခိုက်မှုကတကယ်ပဲထိရောက်မှုရှိခဲ့သလား။တည်ဆုံးတဲ့လူဦးရေစရင်ကိုအတိအကျမသိရသေးပါဘူး။ရုရှားဘက်ကလည်းစစ်ဘက်ဆိုင်ရာအကြအဆုံးကိုလုံးဝနှုတ်ပိတ်ထားပါတယ်။ဒါပေမဲ့ပုံမှန်အားဖြင့်လေ့ကျင့်ရေးစင်တာနဲ့ထောက်လှမ်းရေးဌာနချုပ်လိုနေရာမျိုးမှာဝန်ထမ်း230ကနေ600ကြားရှိတတ်ပါတယ်။ယူကရိန်းဟာဒီလောက်လုံခြုံရေးတင်းကျပ်တဲ့နေရာကိုတိုက်ခိုက်ဖို့လာပေါင်းများစွာစောင့်ခဲ့တယ်ဆိုတာကိုကြည့်ရင်အချိန်ကိုမတော်တဆရွေးခဲ့တာမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။လူအင်အားထိခိုက်မှုကိုခိတဖယ်ထားရင်တော့ဒီနေရာနှစ်ခုပျက်စီးသွားတာကရုရှားအတွက်ကြီးမားတဲ့ထိုးနှက်ချက်ပါ။လူခါပျက်စီးသွားတာကြောင့်ပင်လယ်နဲ့ရေတပ်စုအတွက်လူအင်အားအသစ်လေ့ကျင့်ပေးတဲ့လုပ်ငန်းစဉ်တွေရပ်တန့်သွားမှာပါ။နှစ်ပေါင်းများစွာအကြဆုံးများနေတဲ့ရုရှားရေတပ်အတွက်ဒါဟာအတွေ့အကြုံရှိတဲ့အရာရှိတွေရှားပါသွားစေပြီးရေတပ်ကိုပြန်လည်တည်ဆောက်ဖို့နှောင့်နှေးသွားစေနိုင်ပါတယ်။ထောက်လှမ်းရေးဌာနချုပ်ကိုတိုက်ခိုက်လိုက်တာကတော့ချက်ချင်းဆိုသလိုအကျိုးသက်ရောက်မှုရှိပါတယ်။လေကြောင်းကာကွယ်ရေးရဲ့အုံနောက်ပျက်စီးသွားတဲ့အတွက်ယူကရိန်းရဲ့နောက်ထပ် drone နဲ့ဒုံးကျည်တွေကိုထောက်လှမ်းနိုင်စွမ်းကျဆင်းသွားမှာပါ။ဘယ်ရီတာကဘာကိုချင်းရခံမယ်။ဘယ်ကာကွယ်ရေးစနစ်ကဘာကိုပြစ်ချရမယ်ဆိုတဲ့ညှိနှိုင်းမှုတွေပြတ်သွားမှာဖြစ်လို့ခရိုင်းမီးယားမှာကျန်နေတဲ့ရုရှားစစ်လက်နက်တွေကပိုပြီးအန္တရာယ်ရှိလာပါတယ်။နောက်ဆက်တွဲအနေနဲ့ရုရှားဟာခရိုင်းမီးယားကိုကာကွယ်ဖို့အတွက်ရှေ့တန်းကလေကြောင်းကာကွယ်ရေးစနစ်တွေကိုဒီဘက်ကိုရွှေ့လာရတော့မှာပါ။ဒါဟာဒိုနက်နဲ့ဇာပိုရီရှားရှေ့တန်းတွေမှာအကာအကွယ်မဲ့ဖြစ်သွားစေပါတယ်။ယူကရိန်းကလည်းဒီအကွက်ကိုကောင်းကောင်းသိပါတယ်။ SBU ယာယီအကြီးအကဲခမာပြောသလိုပါပဲ။ဒီစစ်စင်ရေးတွေဟာရန်သူရဲ့စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုစနစ်တကျဖျက်ဆီးနေရပါ။ဒါဟာလက်နက်တွေဖျက်ဆီးရခြင်းမဟုတ်ပဲရန်သူရဲ့နေမြေကိုထိန်းချုပ်နိုင်စွမ်း
တပ်ဖွဲ့တွေကိုအကာအကွယ်ပေးနိုင်စွမ်းနဲ့တိုက်ခိုက်မှုအသစ်တွေစီစဉ်နိုင်စွမ်းတွေကိုပါဖျက်ဆီးလိုက်တာပဲဖြစ်ပါတယ်။အဲဒီညက SBU ဟာရုရှားရေတပ်ရဲ့ကွပ်ကဲမှုပိုင်းကိုတင်မဟုတ်ပဲအာယုံကျော်စနစ်တစ်ခုလုံးကိုပါတပြိုင်နက်တည်းဖျက်တောက်လိုက်တာပဲဖြစ်ပါတယ်။အဲဒီညမှာပဲ SBU Alpha Unit ဟာလူခါနဲ့ထောက်လှမ်းရေးဌာနချုပ်အပြင်နောက်ထပ်ပြစ်မှတ်6ခုကိုပါထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ဒါဟာပင်လယ်နဲ့ရေတပ်စုရဲ့လုပ်ငန်းဆောင်တာအစိပ်ပိုင်းတိုင်းကိုတပြိုင်နက်တည်းပြစ်မှတ်ထားလိုက်တာပါ။ပထမအဆင့်ကတော့လှုပ်ရှားသွားလာနိုင်စွမ်းမှာစစ်သားတွေတန်ကြပ်ကားတွေနဲ့လေးလံနဲ့စစ်လက်နက်ပစ္စည်းတွေကိုပင်လယ်ပြင်ကနေကမ်းခြေအထိပို့ဆောင်ပေးနိုင်တဲ့ယမန်နဲ့ဖီရှန်ခေါဆိုတဲ့ကမ်းတက်သင်္ဘောကြီး2စင်းကိုတိုက်ခိုက်ပြီးအသုံးမရအောင်လုပ်လိုက်တာပါ။ဒီသင်္ဘောတွေဟာရေကြောင်းကနေဝင်ရောက်စီးနင်းနိုင်ဖို့အတွက်အခြေခံအကျဆုံးသင်္ဘောတွေဖြစ်ပါတယ်။ဒါဟာပထမဆုံးအကြိမ်တိုက်ခိုက်ခံရတာလည်းမဟုတ်ပါဘူး။တပတ်အလိုဧပြီလ18ရက်တုန်းကလည်းဒီ Alpha Unit ကပဲခရိုင်းမီးယားမှာရှိတဲ့ရုရှားစစ်သင်္ဘော3စီးကိုတိုက်ခိုက်ခဲ့ပါသေးတယ်။ရှေ့ရက်အတွင်းမှာတင်ဒီ unit တစ်ခုတည်းကကြီးမားတဲ့စစ်စင်ရေး2ခုကိုလှုပ်ဆောင်ခဲ့တာပါ။ဒုတိယအဆင့်ကတော့ထောက်လှမ်းရေးပါ။ရေတပ်ရဲ့မျက်စိနဲ့နားလို့ပြောလို့ရတဲ့ Ivan Cruz ဆိုတဲ့ကင်းထောက်သင်္ဘောကိုတိုက်ခိုက်ခဲ့ပါတယ်။သူကတိုက်ပွဲဝင်သင်္ဘောမဟုတ်ပဲအဓိကတာဝန်ကရေဒီယိုလိုင်းတွေကိုနားထောင်ဖို့စစ်သွယ်ရေးတွေကိုကြားဖြတ်ဖမ်းယူဖို့နဲ့electronic စောင့်ကြည့်မှုတွေလုပ်ဖို့ပါရုရှားဘက်ကနေမိုးကုတ်စဝိုင်းတစ်ဖက်ချမ်းမှာဘာတွေဖြစ်နေလဲဆိုတာကိုဒီသင်္ဘောကတဆင့်မြင်နိုင်တာဖြစ်ပြီးသတင်းအချက်အလက်တွေကိုကုတ်ကဲမှုစနစ်စီပို့ပေးရတာပါအခုကတော့ Ivan Cruz ကိုဖျက်ဆီးလိုက်နိုင်တာကြောင့်ရေတပ်စုရဲ့အစိပ်ပိုင်းတစ်ခုဟာမျက်စိကန်းတလို့ဖြစ်သွားပြီးအားနည်းချက်တွေအများကြီးရှိလာပါတော့တယ်တတိယအဆင့်ကတော့လေကြောင်းအင်အားပါဘယ်ဘက်လေတပ်ကွင်းမှာရှိတဲ့ MiG-31 တိုက်လေယာဉ်တစ်စီးပျက်စီးသွားပါတယ်ဒါဟာရိုးရိုးလေယာဉ်မဟုတ်ပါဘူးဒီလေယာဉ်တွေကတချို့ဆိုရင်ရုရှားရဲ့အစင်းမြင့်ဆုံးလက်နက်ဖြစ်တဲ့ကင်ဇောဟိုက်ပါဆိုနစ်ဒုံးကျည်တွေကိုတပ်ဆင်နိုင်တာပါဒီလေယာဉ်တွေကို1993ခုနှစ်ကတည်းကထုတ်လုပ်မှုရပ်ဆိုင်းထားတာဖြစ်လို့ဒဇင်းပျက်စီးသွားတိုင်းအစားထိုးဖို့မလွယ်ကူတော့ပါဘူးဒါအပြင်လေတပ်ကွင်းကနည်းပညာပိုင်းဆိုင်ရာပြုပြင်ထိန်းသိမ်းရေးစခန်းတွေကိုလည်းတိုက်ခိုက်ခဲ့ပါတယ်လေကြောင်းတိုင်းကိုလိုက်ဖြတ်စည်းစရာမလိုပါဘူးသူတို့ကိုမောင်းနှင်ပေးနိုင်မဲ့ပြုပြင်ထိန်းသိမ်းရေးစခန်းတွေကိုအသုံးမရအောင်လုပ်လိုက်ရင်ပဲလုံလောက်ပါတယ်စတုတ္ထအဆင့်ကတော့စောင့်ကြည့်ရေးနဲ့ကာကွယ်ရေးပါပင်လယ်ပြင်ကပြစ်မှတ်တွေကိုထောက်လှမ်းနိုင်တဲ့ MR10 M1 ဆိုတဲ့ကမ်းခြေစောင့်ကြည့်ရေးရေဒါစကန်ကိုလည်းတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုတွေကတီးခြားစီဖြစ်နေရမဟုတ်ပါဘူးလွန်ခဲ့တဲ့ရက်ပိုင်း AB 21ရက်ကနေ22ရက်အတွင်းမှာလည်းယူကရိန်းတပ်ဖွဲ့တွေဟာစီဘက်စတိုပိုမှာရှိတဲ့စထရလက်ကီခုခဲမှုဌာနချုပ်ကိုတိုက်ခိုက်ခဲ့ပါသေးတယ်ဒါဟာပင်လယ်နဲ့ရေတပ်စုရဲ့သင်္ဘောတွေတွာလာလှုပ်ရှားမှုကိုထိန်းချုပ်ပေးရတဲ့နေရာပါတပတ်အတွင်းမှာတင်ရေတပ်ရဲ့အုံနောက်မျက်စိနားနဲ့လက်သီးလို့တင်စားရမယ့်နေရာတွေကိုတစ်ခုပြီးတစ်ခုတိုက်ခိုက်ခံခဲ့ရတာပါသင်္ဘောကိုတိုက်တာကပျက်စီးစီုံပဲဆိုရင်ရီဒါကိုတိုက်တာကမျက်စိကန်းစီတာဖြစ်ပြီးလေ့ကျင့်ရေးစင်တာကိုတိုက်တာကတော့သူတို့ရဲ့အနာဂတ်ကိုဖျက်တောက်လိုက်တာပါပဲဒီလိုအားလုံးကိုတပြိုင်နက်တည်းတိုက်ခိုက်တာဟာတိုက်ခိုက်မှုတက်တက်တင်မဟုတ်ပဲရန်သူရဲ့စနစ်တစ်ခုလုံးကိုအပိုင်းပိုင်းဖျက်ဆီးပစ်လိုက်တာပါဒီဇလန်ရဲ့အံ့ဩစရာအကောင်းဆုံးအချက်ကတော့ဒါရီအားလုံးကိုလုပ်ခဲ့တဲ့နိုင်ငံမှာပုံမှန်စစ်ရေးတပ်မရှိတာပါပဲခဏလောက်စဉ်းစားကြည့်ပေးပါယူကရိန်းမှာစစ်သင်္ဘောကြီးတွေဖရီဂိတ်သင်္ဘောတွေရေငုပ်သင်္ဘောတွေတစင်းမှမရှိပါဘူးစစ်ရေးဗျူဟာအရာပြောရရင်ရေတပ်မရှိဘဲရေကြောင်းမှာအသာစီးရဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ယူဆကြပေမဲ့ယူကရိန်းကတော့ဒီအယူဆကိုရိုက်ချိုးလိုက်ပါတယ်၄နှစ်အတွင်းမှာတင်ပင်လယ်နဲ့ရေတပ်စုရဲ့30%ကိုဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်ဒါဟာလက်နက်တွေရဲ့ပြောင်းလဲတိုးတက်မှုအဆင့်5ဆင့်ကြောင့်ဖြစ်လာတာပါအဆင့်တိုင်းမှာရုရှားဘက်ကစိတ်ချရပြီလို့ယူဆထားတဲ့အချက်တွေတစ်ခုပြီးတစ်ခုပြိုလဲသွားခဲ့ပါတယ်ပထမဆုံး2022ခုနှစ်တုန်းကယူကရိန်းဟာဘေးဒီယန်စိတ်ကမ်းမှာရှိတဲ့ဆာရာတော့ကန်တက်သင်္ဘောကိုတော့ကာယူဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ပါတယ်ဒါဟာစိတ်ကမ်းတွေကလုံခြုံပါတယ်ဆိုတဲ့ရုရှားရဲ့အယူဆကိုစတင်ဖျက်ဆီးလိုက်တာပါတလကြာမှာတော့ယူကရိန်းကသူတို့ကိုယ်တိုင်ထုတ်ထားတဲ့နက်ပကျွန်းဒုံးကျည်နဲ့ပင်လယ်နဲ့ရေတပ်ရဲ့အထင်ကရမော်စပါသင်္ဘောကြီးကိုနစ်မြုပ်ပစ်ခဲ့ပါတယ်မော်စပါဆိုတာသင်္ဘောတစ်စင်းတက်ပို့ပါတယ်သူက S300F လေကြောင်းကာကွယ်စနစ်နဲ့တရေတက်လုံးကိုအကာအကွယ်ပေးထားတဲ့ထီတလက်လိုပါအဲ့ဒီပြိုလဲသွားတဲ့အခါရုရှားသင်္ဘောတွေဟာကောင်းကင်ရံအောက်မှာအကာအကွယ်မဲ့ဖြစ်သွားပါတယ်အဲဒီနောက်မှာတော့ Bayraktar TB2 ဒရုန်းတွေရောက်လာပြီး Snake Island ပတ်ဝန်းကျင်ကရုရှားသင်္ဘောတွေကိုတစင်းပြီးတစင်းအမဲလိုက်ခဲ့ပါတယ်ကျွန်းကိုထောက်ပံ့ပေးနေတဲ့လမ်းကြောင်းတွေပြတ်တောက်သွားတဲ့အတွက်ရုရှားဘက်ကနောက်ဆုတ်သွားခဲ့ရပါတယ်တကယ်တော်လှန်ရေးကတော့2024ခုနှစ်မှာဖြစ်လာခဲ့တဲ့ Magura V5 လို့ပင်လယ်ပြင်သုံးဒရုန်းတွေပါဒေါ်လာတောင်းကနန်းလောက်ပဲတန်တဲ့ဒီလေလေးတွေကဒေါ်လာတန်းရာချီတန်တဲ့စစ်သင်္ဘောကြီးတွေကိုနစ်မြုပ်ပစ်ခဲ့ပါတယ်။ Invernovat နဲ့စီဇာခုနိုခေါ်လို့သင်္ဘောကြီးတွေဟာဒီဒရုန်းတွေရဲ့လက်ချက်နဲ့နစ်မြုပ်သွားခဲ့ရတာပါ။
ဒါဟာစစ်သင်္ဘောကြီးတွေကိုဖျက်ဆီးဖို့ရေတပ်ကြီးရှိစရာမလိုဘူးဆိုတဲ့အရှိတရားကိုသက်သေပြလိုက်တာပါပဲ2026ခုနှစ်မှာတော့ယူကရိန်းဟာဒီထက်ပိုပြီးမြင့်မားတဲ့အဆင့်ကိုရောက်လာပါတယ်ပြစ်မှတ်တစ်ခုချင်းစီကိုမဟုတ်ပဲတပြိုင်နက်တည်းဟန်ချက်ညီညီပေါင်းဆက်တိုက်ခိုက်လာတာပါအေဗီလာ10ရက်အတွင်းမှာတင်စစ်စင်ရေးကြီး3ခုလှုပ်ဆောင်ပြီးရေတပ်စုရဲ့ကဏ္ဍတိုင်းကိုထိုးနှက်ခဲ့ပါတယ်ခရိုင်းမီးယားကကုတ်ကဲမှုစခန်းတွေနဲ့လေ့ကျင့်ရေးစခန်းတွေကိုထိမှာမဟုတ်ဘူးဆိုတဲ့ရုရှားရဲ့နောက်ဆုံးအယူဆလည်းပြိုလဲသွားခဲ့ပါပြီအခုတော့အားလုံးဟာယူကရိန်းဒရုန်းတွေရဲ့လက်လန်းမီတဲ့အကွာဝေးထဲမှာရှိနေပါတယ်ဒီတိုက်ခိုက်မှုတွေကြောင့်ပင်လယ်နက်တင်မကပဲအဝေးကြီးမှာရှိတဲ့စိန့်ပီတာစဘတ်နီကခရွန်စတက်ရေတပ်အခြေစိုက်စခန်းအထိပါထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်အဲဒီမှာရှိတဲ့ရုရှားရေငုပ်သင်္ဘောတွေကိုယူကရိန်းဒရုန်းတွေရန်ကနေကောက်ွယ်ဖို့အတွက်သင်္ဘောကိုယ်တွေပေါ်မှာတန်စကာအကောက်ွယ်တွေတက်ဆင်နေကြရတဲ့အထိဖြစ်နေပါပြီ။ရေငုပ်သင်္ဘောတွေရဲ့ကင်းထောက်မှန်ပြောင်းတဲ့အင်တနာတွေကိုကောက်ွယ်ဖို့အတားအဆီးတွေလှုပ်လာရသလို12.8 မီလီမီတာစစ်တပ်နက်ကြီးတွေနဲ့မီးမောင်းတွေကိုပါတက်ဆင်လာကြပါပြီ။စိတ်ကန်းတလျှောက်မှာလည်းရေပြင်သုံးဒရုန်းတွေကိုတားဆီးဖို့ရေပေါ်အတားအဆီးတွေချထားရပါပြီ။ဒီပုံရိပ်တွေကနေပေးတဲ့အထိပ္ပယ်ကအရန်ကြီးပါပြီ။ဘော်တစ်ပင်လယ်တွေကရုရှားရေငုပ်သင်္ဘောတွေဟာကီလိုမီတာထောင်ပေါင်းများစွာဝေးတဲ့နေရာကယူကရိန်းဒရုန်းတွေကိုကြောက်နေကြရပြီဆိုတာပါပဲပင်လယ်နက်ထဲမှာကြုံခဲ့ရတဲ့ကတ်ဆိုးကြောင့်ရုရှားဟာသူတို့ရဲ့တရေတက်လုံးမှာရှိတဲ့အကာအကွယ်ပေးရေးအစီအမံတွေကိုအကြီးအကျယ်ပြုပြင်ပြောင်းလဲလိုက်ရပါတယ်ယူကရိန်းရဲ့ရေကြောင်းဒရုန်းတိုက်ခိုက်မှုတွေဟာအခုဆိုရင်ပင်လယ်တစ်ခုထဲမှာတင်မကတော့ပဲရုရှားရဲ့ရေတပ်အင်အားအယူအဆတစ်ခုလုံးကိုအမြင့်ကနေလှုပ်ခါသွားစေပါပြီဒီထိတ်လန့်မှုကစစ်ရေးတွေမကပဲနိုင်ငံရေးဘက်အထိပါကူးစက်သွားပါတယ်ရုရှားအစိုးရဟာခါခီလန်တောင်ပေါ်ကခရိုင်းမီးယားတံတားအဓိကသဘာဝဓာတ်ငွေပိုက်လိုင်းတွေကိုကာကွယ်ဖို့အတွက်တီးသန့်လုံခြုံရေး operator တစ်ခုခန့်အပ်ဖို့စီစဉ်နေပါတယ်။ဒါနဲ့ပတ်သက်တဲ့ဥပဒေကြမ်းကိုပို့ဆောင်ရေးဝန်ကြီးဌာနကပြင်ဆင်နေပြီး2026ခုနှစ်စက်တင်ဘာလမှာလွှတ်တော်စီတင်သွင်းမှာဖြစ်ပါတယ်။ခရိုင်းမီးယားတံတားကိုယူကရိန်းကတိုက်ခိုက်မှာကိုပူတင်ကြောက်နေရဲဆိုတာဖုံးကွယ်လို့မရတော့ပါဘူး။ရုရှားဝါဒဖြန့်ချီရေးသမားတွေတောင်ဒါကိုသိနေကြပါတယ်။အေဗီလာ25ရက်ညကတိုက်ခိုက်မှုဖြစ်ချိန်မှာခရိုင်းမီးယားမှာရှိနေတဲ့ရုရှားစစ်ရေးဘလော့ဂါတယောက်ဆိုရင်လေကြောင်းကာကွယ်ရေးစနစ်တွေကဗတ်တိုင်းမှာရှိတဲ့ပူတင်ရဲ့နန်းတော်ကိုပဲအပြည့်အဝကာကွယ်ပေးနေရခရိုင်းမီးယားကိုကာကွယ်ဖို့ဘာစနစ်မှမကြံတော့ဘူးလို့ရေးပြီးပူတင်ကိုပြောင်ပြောင်တင်းတင်းစိန်ခေါ်ခဲ့ပါတယ်။နာမည်ကြီးရုရှားဂျာနယ်လစ်မက်ဆီကလက်ရှ်နီကော့ကလည်းသူ့ရဲ့စိတ်ပြတ်မှုကိုမဖုံးနိုင်ပါဘူး။ဂျုံးတွေကစီဘက်စတိုပိုတင်မဟုတ်ပဲရှယ်ရိုပိုဗက်စတစ်ကဆာဖျူရစ်အက်ဆစ်ထုတ်လုပ်တဲ့နေရာတွေကိုတောင်ထိနေပြီးယူကရိန်းကိုစစ်မဲ့ဆောင်ဖြစ်အောင်လုပ်မယ်ဆိုတဲ့9နှစ်မြောက်စစ်ပွဲကဆက်ဖြစ်နေအောင်ပဲလို့သူကဆိုပါတယ်။ဒီပြောကြားချက်တွေကနေခရမ်လင်ရဲ့ထောက်ခံသူတွေကြားမှာတော့သတိပေးတံတွေဘလောက်ထိကျဲလောင်လာနေလဲဆိုတာသိသားပါတယ်။အခုဆိုရင်စစ်ရေးဘလော့ဂါတွေဟာအားလုံးထိန်းချုပ်ထားနိုင်ပါတယ်ဆိုတဲ့စကားကိုမပြောကြတော့ပဲဒီအတိုင်းသာဆက်သွားရင်ငါတို့ဒီစစ်ပွဲရှုံးတော့မယ်လို့ပွင့်ပွင့်လင်းလင်းသတိပေးနေကြပါတယ်။ခရိုင်းမီးယားကထွက်လာတဲ့ပုံရိပ်တွေကသူတို့ရဲ့လိမ်ညာမှုတွေကိုဖျက်ဆီးနေရကြောင်းခရမ်လင်နေနဲ့ဒီအတန်တွေကိုနှိပ်ကွပ်လို့လည်းမရပြန်ဖြေရှင်းဖို့လည်းမလွယ်တဲ့အခြေအနေဖြစ်နေပါတယ်။ဒါကြောင့်ယူကရိန်းကခရိုင်းမီးယားကိုတကယ်ပြန်သိမ်းနိုင်ပါမလားဆိုတဲ့မေးခွန်းကပြန်တက်လာပါတယ်။အမေရိကန်ဒုတိယဗိုလ်ချုပ်ကြီးဟာဘန်ဟော့ချက်ကဒီဗျူဟာကိုရှင်းရှင်းလေးပဲသုံးသပ်ပြပါတယ်။ယူကရိန်းနေနဲ့အခုလောလောဆယ်ခရိုင်းမီးယားကိုထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်နေကြမလို့သေးပါဘူး။ခရိုင်းမီးယားကိုအထီးကျန်အောင်လုပ်ဖို့လေတပ်ကွင်းတွေနဲ့လေကြောင်းကာကွယ်စနစ်တွေကိုတိုက်ခိုက်ဖို့ခတ်တတားကိုအသုံးမရအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ဟော့ချက်ရဲ့အဆင့်30ပါတဲ့အစီအမံကိန်းကအရှင်းပါတယ်။ပထမအဆင့်အထီးကျန်အောင်လုပ်ခြင်းတရားနဲ့ကုန်းလန်းကျောင်းတွေကိုဖျက်တောက်ပြီးကျွန်းဆွယ်ကိုရုရှားပြည်မကြီးနဲ့အဆက်အသွယ်ပြတ်အောင်လုပ်တာပါဒုတိယအဆင့်တီးမခံနိုင်အောင်ဖိအားပေးခြင်းစက္ကန့်တွေတူလောင်ရုံတွေလေတက်ကွင်းတွေနဲ့ကုတ်ကဲမှုဗဟိုတွေကိုတိကျတဲ့တိုက်ခိုက်မှုတွေအဆက်မပြတ်လုပ်တာပါတတိယအဆင့်နောက်ဆုံးလွတ်မြောက်ရေးဖြစ်ပါတယ်အခုဆိုရင်ယူကရိန်းဟာဒုတိယအဆင့်ကိုစနစ်တကျလှုပ်ဆောင်နေပါတယ်ပင်လယ်နဲ့ရေတပ်စုကိုဒီဘက်စတိုပိုကနေဖယ်ထုတ်လိုက်နိုင်ပြီးနိုပိုရိုစစ်ဘက်ကိုရွှေ့ခိုင်းလိုက်ပါပြီဒါပေမဲ့2026ခုနှစ်မတ်လမှာတော့ယူကရိန်းကနိုပိုရိုစစ်ကိုပါရုံး200ကျော်နဲ့တိုက်ခိုက်ခဲ့ပါတယ်။အဲဒီမှာမိုင်းရှင်သင်္ဘောဘလက်ချင်းဖီကျူနစ်မြုပ်သွားသလိုရေငုပ်သင်္ဘောတိုက်ဖြတ်ရေးသင်္ဘော2စင်းလည်းပျက်စီးခဲ့ပါတယ်။နိုပိုရိုစစ်ကလည်းမင်းတို့အတွက်မလုံခြုံတော့ဘူးဆိုတဲ့သတင်းစကားကိုရှင်းရှင်းလင်းလင်းပေးလိုက်တာပါ။ရုရှားဟာသူတို့စိတ်ချရတယ်လို့ယူဆထားတဲ့စိတ်ကမ်းတိုင်းကိုတစ်ခုပြီးတစ်ခုဆုံးရှုံးနေရပါတယ်။ခရိုင်းမီးယားရဲ့ထောက်ပို့လမ်းကြောင်းတွေပြတ်တောက်မှုကလည်းမြန်ဆန်လာပါတယ်။အေဗီလာအစောပိုင်းမှာနောက်ဆုံးကျန်တဲ့ယထာဂရုသင်္ဘောပါအသုံးမရအောင်လှုပ်ခန့်လိုက်ရသလိုခရေလက်ကြားမှာပြင်းဆွဲနေတဲ့နောက်ဆုံးသင်္ဘောလေးပျောက်ကွယ်သွားပါပြီ။ခတတားကလည်းအရင်တိုက်ခိုက်မှုတွေကြောင့်ပျက်စီးထားပြီဖြစ်လို့လေးလံနဲ့စစ်ဘက်တည်ယူပို့ဆောင်ရေးအတွက်စိတ်မချရတော့ပါဘူး။ဟော့ချက်ပြောသလိုပါပဲ။
ရုရှားအနေနဲ့ခရိုင်းမီးယားရဲ့စိတ်ကမ်းတွေတရားတွေနဲ့ကရုသင်္ဘောတွေကိုစိတ်ချလက်ချအသုံးမပြုနိုင်တော့တဲ့အခါဒီကျွန်းဆွယ်ရဲ့တကယ့်တန်ဖိုးကပျောက်ဆုံးသွားမှာဖြစ်ပြီးအခုအဲဒီလိုပဲဖြစ်နေပါပြီ။ပိုဆိုးတာကရုရှားဟာဒီလိုဆုံးရှုံးမှုတွေကိုပြန်အစားမထိုးနိုင်တာပါပဲ။သင်္ဘောအများစုဟာ1980နဲ့80ခုနှစ်တွေကထုတ်ထားတာတွေပါ။ပိတ်ဆို့မှုတွေအပူပစ္စည်းပြက်လက်မှုတွေနဲ့စိတ်ကမ်းရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကြောင့်စစ်သင်္ဘောအသစ်လှုပ်ဆောင်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပါပဲ။သင်္ဘောကျင်းတွေမှာကြန့်ကြာမှုတွေနဲ့ကုန်ကျစရိတ်ပုံမှုမှုတွေကနာတာရှည်ပြဿနာလိုဖြစ်နေပါတယ်။ MiG-31 တိုက်လေယာဉ်တွေဆိုရင်လည်း1993ခုနှစ်ကတည်းကအသစ်ထုတ်လုပ်မှုရပ်ထားတာဖြစ်လို့ဒဇင်းဆုံးရှုံးသွားတိုင်းပြန်မရနိုင်တော့တဲ့ထာဝရဆုံးရှုံးမှုတွေပဲဖြစ်ပါတယ်